ကုရ်အာန်ကပြောသောအောပွေရာရင်ကောင်းအကြောင်းနှင့်အလ္လာဟ်အပကိုးကွယ်ရာများဤချီးနဲ့ဘုံကိုကုရ်အာန်ပြောသလိုသိပ္ပံပညာရှင်များကတွေးရှိကြခြင်းကုရ်အာန်အဓိပ္ပာယ်နှင့်ဒါဝတ်ပေးနည်းသင်တန်းသင်ခန်းစာ18အလ်ဟမ်ဒူလ illah အရှင်မြတ်ကအမိန့်ရှိပါတယ်အင်နလ္လဇီနာတဒഊနမင်ဒူနိလ္လာဟီလန်ယခလုကူဇူဘာဘဝလဝိဂျတမഊလာوإن يسلبهم الذباب شيئا لا يستنقذوه منه أما سيزي الله شميع أسنوي أتنو هيكو قوة جادي أيام يادي ترو آلون سوپاوي چوبان جادي لے ينگاو تکاو بين لو أفنسين نيجامي مهوبيထို့ပြင်အကယ်၍ထိုရင်ကောင်းသည်၎င်းတို့ထာမတစုံတစ်ခုလူယူတုတ်ချီသွားလျင်၎င်းတို့သည်ထိုအရာကိုပင်ထိုရင်ကောင်းထာမပြန်လူယူနိုင်ကြမည်မဟုတ်ပေကုရ်အာန်ဆူရာ22အာယတ်83အင်နလ္လဇီနာအမှန်စင်စစ်အကျဉ်အရာများသည်တဒഊနအတင်တို့ဟစ်ခေါ်ကိုးကွယ်ကြသည်မင်ဒူနိလာဟီအလ္လာဟ်ရှင်မြတ်အားဆွံ့၍လိုင်ယခလုကူသူတို့သည်လုံးဝဖန်ဆင်းနိုင်ကြမည်မဟုတ်ပေဇူဘာဘန်ရေကောင်တကောင်ကိုပင်ဝလာဝိဂျတမဥလာဟုထို့အတွက်သူတို့အားလုံးစုပေါင်း၍ကြိုးပမ်းကြလျင်လေဝအင်ယစလုဘဟွမ်ထို့ပြင်အကယ်၍ထိုရေကောင်သည်၎င်းတို့ထာမလူယူတုတ်ချီသွားလျင်အသုဘာဘုထိုရင်ကောင်းသည်ရှိုင်အန်တစုံတစ်ခုကိုလာယစတန်ကီသူဟုထိုအရာကိုပင်ပြန်လူယူနိုင်ကြမည်မဟုတ်ပေမင်းဟုထိုရင်ကောင်းထာမရင်ကောင်းကအစားအစာတစုံတစ်ခုကိုတည်ဆောင်သွားပြီဆိုရင်အဲ့ဒီအစားအစာကိုမူရင်းအစားအစာပုံစံအတိုင်းပြန်လည်ပြီးမရယူနိုင်တော့ကြောင်းခေတ်သစ်သိပ္ပံကတွေးရှိဖော်ထုတ်လိုက်ပြီဖြစ်တယ်အကြောင်းကတော့ရင်ကောင်းဟာအစားအစာတစ်ခုကိုမစားခင်မတည်ဆောင်ခင်အဲ့ဒီအစားအစာပေါ်မှာနားလိုက်တာနဲ့သူပါဇက်ထဲကနေအစာမြန်မြန်ကြေပြီးအယီဖြစ်စေတဲ့အင်ဆိုင်အယီတစ်မျိုးကိုအဲ့ဒီအစားအစာပေါ်ကိုအန်ထုတ်ချလိုက်တယ်အဲ့ဒီနောက်စက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီအစားအစာဟာအယီဖြစ်သွားတော့တယ်အဲ့ဒီအယီကိုမှသူကဆုပ်ယူလိုက်တယ်အဲ့ဒီနောက်ပြန်တန်းသွားတော့တယ်ဒါကြောင့်သူယူသွားပြီဖြစ်တဲ့အစားအစာကိုသူ့ကိုရိုက်ဖမ်းပြီးသူ့ပါဇက်ထဲကပြန်လူကထုတ်ယူမယ်ဆိုရင်လေအစားအစာရဲ့ဘဝပြောင်းသွားပြီဖြစ်လို့ဘယ်နည်းနဲ့မှပြန်မရနိုင်တော့ဘူးမိဖို့ခန်းထဲမှာဟင်းချက်ဖို့အသားတုံးနေတော့ကြောင်တကောင်ကလာပြီးအသားတရုံကိုက်ချီဆွဲသွားရင်ချက်ချင်းရိုက်ဖမ်းပြီးသူ့ပါဇက်ထဲကအသားတုံးကိုပြန်လူယူလို့ရတယ်ဆိုတာကြုံဘူးနေကြပြီးဖြစ်တယ်ဒါပေမဲ့ရေကောင်လူယူသွားတဲ့အစားအစာကိုတော့ဘယ်လိုနည်းနဲ့မှပြန်လူယူနိုင်ပြီမဟုတ်ကြောင်းကုရ်အာန်ကနှစ်ပေါင်း1400မတိုင်ခင်ကပြောထားတာကိုအခုခေတ်မှာမှန်ကန်ကြောင်းပေါ်လွင်ထင်ရှားသွားလို့အစ္စလာမ်ထဲဝင်လာသူတွေအလွန်များလာနေပါတယ်အရှင်မြတ်ဟာဖန်ဆင်းရှင်ဖြစ်ုံမကဖန်ဆင်းကံတွေရဲ့အသေးစိတ်အရေးချင်းတွေကိုပါအလုံးစုံသိလို့ဒီလိုပြောပြနိုင်တာဖြစ်တယ်ဒီလိုတကိုးတွေကိုမြင်နိုင်အောင်ကုရ်အာန်အဓိပ္ပာယ်ကိုသင်ယူနိုင်စွာအရှင်မြတ်ပေးသနာတော်မူပါစေအာမင်ဆရာဟာရှင်တင်မြင့်